ငလင်ကြောင့်ပြိုကျပျက်စီးသွားတဲ့အင်းဝတံတားကြီးရဲ့စတီးမန်မာတွေကိုတာတာအိုင်ယွန်စတီးကုမ္ပဏီမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုတမိုင်းဝင်တံတားကြီးရဲ့စတီးမန်မာတွေကိုထုတ်လုပ်ခဲ့တဲ့တာတာကုမ္ပဏီရဲ့တမိုင်းကြောင်းကိုကျွန်တော်တို့အနေနဲ့အနည်းနဲ့အများသိထားတင်တယ်လို့ယူဆမိပါတယ်။တာတာအိုင်ယွန်စတီးကုမ္ပဏီကိုဂျမ်စက်ဂျီနဆာဝန်ဂျီတာတာကစတင်တည်ထောင်ခဲ့ပြီးတော့စာဒိုရာဂျီတာတာက1909ခုနှစ်ဩဂုတ်လ26ရက်နေ့မှာတရားဝင်ထူထောင်ခဲ့ပါတယ်။ကုမ္ပဏီက1912ခုနှစ်မှာပစ်အိုင်ယွန်တွေကိုစတင်ထုတ်လုပ်ခဲ့ပြီး1912ခုနှစ်မှာဂျန်ဆက်ဂျီရဲ့တာတာအုပ်စုဌာနခွဲတစ်ခုအနေဖြင့်တံမဏိများစတင်ထုတ်လုပ်ခဲ့ပါတယ်။ပထမကမ္ဘာစစ်1914-1918ကာလတွေမှာကုမ္ပဏီကအိန္ဒိယရှိစစ်ပွဲလိုအပ်ချက်အတွက်တံမဏိများထောက်ပံ့ပေးခြင်းဖြင့်စီးပွားရေးအခက်အခဲများကိုကျော်လွှားနိုင်ခဲ့ပါတယ်။1939ခုနှစ်မှာကုမ္ပဏီကဗြိတိရှအင်ပါယာရှိအကြီးဆုံးတံမဏိစက်ရုံကိုပတ်နိုင်ခဲ့ပါတယ်။1950ခုနှစ်မှာအကြီးစားခင်မီရေးနဲ့တိုးချဲရေးအစီအစဉ်ကိုစတင်ခဲ့ပြီးတော့1958ခုနှစ်မှာတစ်နှစ်လျင်မက်ထရစ်တန်2တန်းအထိထုတ်လုပ်နိုင်အောင်တိုးမြင့်ခဲ့တယ်။1990ခုနှစ်မှာကုမ္ပဏီတိုးချဲတဲ့အနေဖြင့်နယူးယောက်မှာ Tata Incorporated ဟူသောလုပ်ငန်းခွဲတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။2005ခုနှစ်မှာကုမ္ပဏီက၎င်းရဲ့အမည်ကို Tata Ion Steel ကုမ္ပဏီမှ Tata Steel Limited သို့ပြောင်းလဲခဲ့ပါတယ်။2021ခုနှစ်နိုဝင်ဘာလမှာ Tata Steel က Tata Group ရဲ့အမြတ်အများဆုံးကုမ္ပဏီဖြစ်ခဲ့ပါတယ်။2025ခုနှစ်မေလမှာ Tata Steel က Odisha မှာရှိတဲ့၎င်းရဲ့စက်ရုံအသစ်ကိုဖွင့်လှစ်ခဲ့ပြီးတော့ကလင်ကာနာဂါရှိ Tata Steel ကလင်ကာနာဂါကုမ္ပဏီရဲ့နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းကိုတန်ချိန်3တန်းမှ8တန်းအထိတိုးမြင့်ခဲ့ပါတယ်။ Tata Steel ကအလုသမားတတချောင်းချီရေးအစီအမံများကိုအစောဆုံးအကောင့်ထဲပေါ်ခဲ့တဲ့အိန္ဒိယကုမ္ပဏီများထဲမှာတစ်ခုဖြစ်ပါတယ်။ခမဲ့စေကူတာမှုဝန်ထမ်းများရဲ့ကလေးများအတွက်ကျောင်းပညာရေးလစာနဲ့အတူခွင့်ရရယူနိုင်မှုအရန်ငွေများစုဆောင်းမှုထူထောင်ခြင်းနဲ့မတော်တဆထိခိုက်မှုရောကြီးတမွေးဝမ်းကြောင်းဆိုင်ရာတင်နန်းများမိခင်လောင်အကျိုးခံစား권များအမျက်ဝေစုဘောနက်များအငိမ့်စားယူခြင်းအတွက်ကျေးဇူးဆက်ချင်းမြင့်ငွေစသည်တို့ပါဝင်ပါတယ်2022ခုနှစ် Great Place to Work အဖွဲ့အစည်းက Tata Steel ကုမ္ပဏီကိုအိန္ဒိယနိုင်ငံရဲ့ကုန်ထုတ်လုပ်ငန်းနယ်ပယ်တွင်အကောင်းဆုံးအလုပ်ခွင်များစာရင်းမှာပြင်စမအကြိမ်မြောက်ထည့်သွင်းဖော်ပြခဲ့ပါတယ်။ဒါကတော့တမိုင်းဝင်အင်းဝတံတားကြီးရဲ့စတီးမန်မာတွေကိုထုတ်လုပ်ခဲ့တဲ့ Tata Steel ကုမ္ပဏီရဲ့တမိုင်းကြောင်းတစ်စိတ်တစ်ပိုင်းကိုအကျဉ်းချုပ်ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။